Bleach ဟာ Victory ထဲဝင်တာတကယ်ထိုက်တန်ပါတယ်အားလုံးပဲမင်္ဂလာပါပြီးခဲ့တဲ့ဗီဒီယိုတွေကအချက်လက်တွေအရ Victory ထဲမှာဆိုရင် Naruto နဲ့ One Piece ဟာ Bleach ထက်ပိုကောင်းပါတယ်ဒါပေမဲ့ Bleach မှာကျန်တဲ့နှစ်ခုနဲ့မတူတဲ့အားသာချက်တွေအများကြီးရှိတာကတော့ငင်းစရာမရှိပါဘူးဒီတစ်ခေါက်ဗီဒီယိုမှာတော့ Bleach ရဲ့အားသာချက်တွေအကြောင်းတင်ဆက်ပေးသွားမှာပါအားလုံးသိကြတဲ့အတိုင်း Bleach ရဲ့ခင်မီဆန်းတစ်တဲ့ art style နဲ့ထူးခြားတဲ့ character design တွေဟာတကယ်ကိုအထာကျလုံးပါတယ်အဝတ်အစား fashion ကအစဇက်ကောင်တွေရဲ့ပုံစံတွေကအစုံကူဘိုရဲ့လက်ရာတွေကတခြား shonen anime တွေကြားထဲမှာထင်ကနေကွဲထွက်နေတာပါဇက်ကောင်တွေရဲ့ design တင်မိုက်တာမဟုတ်ပဲသူတို့ရဲ့စရိုက်လက္ခဏာနဲ့စွမ်းအားတွေကလည်းအရန်ကိုစတိုင်ကြပါတယ်ကျွန်တော်တို့ရဲ့ NC Ichigo အပါအဝင်ဇက်ကောင်များစုဟာစိတ်ဝင်စားဖို့ကောင်းတဲ့ background story ကိုစီရှိကြပါတယ်သူတို့ရဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေနဲ့တည်ငြိမ်တဲ့ပုံစံတွေကကြည့်ရှုသူတွေကိုဆွဲဆောင်ထားနိုင်တာပါ Bleach တဲကရှင်နီဂါမီတွေရဲ့ဒီဇိုင်းဟာဂျပန်ရိုးရာကီမိုနိုကိုအခြေခံထားတဲ့အနက်ရောင်ဝတ်စုံတွေပါဂိုဒေတာရင်းတယောက်ချင်းစီမှာသူတို့ရဲ့စရိုက်နဲ့လိုက်အောင်အပေါ်ဝတ်ယုံတွေကိုဝတ်ဆင်ပုံမတူကြပါဘူးအနက်ရောင်ကိုအခြေခံထားတဲ့အတွက်သူတို့ဟာတည်ငြိမ်ပြီးရှေးကြတဲ့အရှိန်အဝါမျိုးရှိပါတယ်Bleach ရဲ့အမိုက်စားဆုံးဘီလိန်ဖွဲ့ဖြစ်တဲ့ Espada တွေကိုကြည့်ရင်ကူဘိုဟာ Spanish ယဉ်ကျေးမှုကိုအခြေခံထားတာတွေ့ရမှာပါသူတို့ရဲ့အဖွဲ့အမည် Espada ဆိုတာစပိန်လိုဓာတ်လို့အဓိပ္ပာယ်ရပါတယ်သူတို့ရဲ့စွမ်းအားထုတ်ဖော်တဲ့ Resurrection ခေါ်ရှင်တန်ထမြောက်ခြင်း Zero ခေါ်တုံကြီး Hero ခေါ်တန်မဏိစတဲ့စကားလုံးတွေကအစစပိန်ဘာသာစကားတွေပါသူတို့ဖိုက်တဲ့အခန်းတွေမှာဆိုရင်စပိန်ရိုးရာဖလာမန်ကိုဂစ်တာတီးလုံးတွေကိုနောက်ခံထားပါတယ်သူတို့ရဲ့ဒီဇိုင်းမှာထူးခြားတာက Hollow Mask အစိပ်ပိုင်းတွေနဲ့ကိုယ်ခန္ဓာမှာပါတဲ့ Hollow Hole တွေပါသူတို့ရဲ့ Resurrection စွမ်းအားထုတ်ဖော်မှုနဲ့ပေါင်းစပ်လိုက်တဲ့ပုံစံတွေကလည်းတကယ်ကိုထိတ်လန့်စရာကောင်းတယ်လို့ဆွဲဆောင်မှုလည်းရှိလုံးပါတယ်သူတို့ဟာတေချင်းတရားရဲ့ကွဲပြားခြားနားတဲ့ပုံစံတွေကိုကိုစားပြုတဲ့အတွက်ဒီဇိုင်းတိုင်းမှာအတိတ်ပဲရှိပါတယ်နောက်ဆုံးတောင်ဆန်ရီယာ Black War မှာတွေ့ရတဲ့ကွင်းစီတွေကြတော့လုံးဝကိုကွဲထွက်သွားပါတယ်သူတို့ကဂျပန်ရိုးရာမဟုတ်တော့ပဲအနောက်တိုင်းစစ်တပ်ပုံစံအထူးသဖြင့်ဂျာမန်ကိုအခြေခံထားတဲ့အဖြူရောင်ကုတ်အင်ဂျီအရှိတွေကိုဝတ်ဆင်ကြပါတယ်ဝေယုံရှိတွေတစိမ့်တွေနဲ့သူတို့ရဲ့ဒီဇိုင်းကအရန်ကိုတည်တက်ပြီးခင်မိပါတဲ့ရှင်နီဂါမီတွေကဓာတ်ကိုသုံးပေမဲ့ကွင်းစီတွေကအလင်းတန်းတွေနဲ့များတွေကိုသုံးတာကြောင့်သူတို့ရဲ့ဒီဇိုင်းကပိုပြီး high tech ဆန်တဲ့ခံစားချက်ကိုပေးပါတယ်ဒါတည်းမကသေးပါဘူး Bleach မှာဆွဲဆောင်မှုရှိပြီးအားကိုးရတဲ့ female character တွေအများကြီးပါဝင်တာကလည်းဒီ series ရဲ့အားသာချက်တစ်ခုပါပဲတယောက်ချင်းစီမှာခိုင်မာတဲ့ character development တွေရှိကြပါတယ် Bleach ရဲ့ခန့်ညားလှပတဲ့ character design တွေဟာနောက်ပိုင်းပေါ်လာတဲ့ new generation anime တွေပေါ်အများကြီးလွှမ်းမိုးခဲ့ပါတယ်New Gen Anime Manga ဖန်တီးသူတော်တော်များများကကူဘိုစီကနေအတူယူခဲ့တာပါဂျူဂျူစုခိုင်ဆန်းရဲ့ creator ဂီဂီကသူဟာ Bleach ရဲ့ဖန်ကြီးစားဖြစ်ပြီး JJK ရဲ့စိတ်ကူးစိတ်တန်းတွေဟာ Bleach စီကနေအများကြီးရခဲ့တာလို့ပွင့်ပွင့်လင်းလင်းဝန်ခံထားပါတယ်နောက်ပြီး Demon Slayer နဲ့ Black Clover ဇာတ်လမ်းတွေမှာပါတဲ့ organization ပုံစံတွေဥပမာ Hashia တွေနဲ့ Magic Knight ကပတိန်တွေဟာကိုဒေတာတင်းကို inspire ယူထားတာပါနှစ်ခုလုံးကဓာတ်ကိုအခြေခံတဲ့တိုက်ခိုက်မှုပုံစံတွေဟာ Bleach ရဲ့လွှမ်းမိုးမှုကိုတွေ့နိုင်ပါတယ်ဒါကြောင့်မို့လို့ enemy fan တွေကြားမှာ Bleach ကို Father of New Gen လို့တင်စားခေါ်ဝေါ်ကြပါတယ်အထူးသဖြင့် Modern Shonen Anime တွေရဲ့တိုက်ခိုက်မှုစနစ်ဇက်ကောင်ဒီဇိုင်းနဲ့လျှို့ဝှက်ဆန်းပြတဲ့ wall building တွေမှာ Bleach ရဲ့ DNA တွေအများကြီးပါဝင်နေပါတယ်ဒါကြောင့်မို့လို့ Bleach ဆိုတာဟာအားကောင်းတဲ့ storyline အပြင် fashion ကြတဲ့ design တွေနဲ့အမိုက်စားတိုက်ခိုက်မှုတွေပေါင်းစပ်ထားတဲ့ masterpiece တစ်ခုလို့ပြောရင်မမှားနိုင်ပါဘူးဗီဒီယိုလည်းတအားရှည်သွားပြီမို့လို့နောက်နေ့တွေမှာပဖိုးကိုဆက်လက်တင်ဆက်ပေးသွားပါမယ် Bleach content တွေတင်ဆက်ပေးနေမှာမို့လို့ follow လေးတွေလုပ်ပေးခဲ့ပါဦး